အားလုံးပဲမင်္ဂလာပါရှင်။ AKA share ရရနာ page ကနေပြန်လည်ဆိုလိုက်ပါတယ်။ကျွန်မအခုပြောမယ့်အကြောင်းအရာလေးကတော့ခလေးငယ်တွေကိုကျမတို့ကသူတို့ဖုန်းကြည့်နေတဲ့ဖုန်းရတော့မဟုတ်ပါတော့ဖုန်းဖြစ်ဖြစ် screen ဖြစ်ဖြစ် tablet ဖြစ်ဖြစ်ဒီ TV ဖြစ်ဖြစ်ကျမတို့သူတို့ဒီတခုခုကြည့်နေတဲ့ဟာမျိုးတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်တို့တခုခုကစားနေတဲ့အချိန်ပေါ့နော်ကစားနေတာစိတ်ဝင်စားကစားနေတာဒါမှမဟုတ်လို့ရှိရင်ကစားကွင်းမှာတို့ကစားနေတာစတဲ့အခြေအနေမှာကျမတို့ကဒါကိုရက်လိုက်ချင်တဲ့ဟာမျိုးပေါ့နော်ဥပမာဒီ TV ဆိုလို့ရှိရင်လည်းကျမတို့ကပိတ်ချင်တယ်ပေါ့နော်TV ပိတ်ချင်ပြီး screen time ကသူ့ကို15မိနစ်ပဲပေးမှမဟုတ်လို့ကျမတို့ကဒါပိတ်တော့မယ်ပေါ့နော်စသဖြင့်ဒါမျိုးအခြေအနေတွေမှာဆိုလို့ရှိရင်ခလေးငယ်ကျမတို့ melt down ဖြစ်တယ်လေနော်ဥပမာပြန်မယ်ကစားကွင်းကနေပြန်မယ်တော့သူ့ကိုခေါ်လိုက်တာနဲ့အမှခလေးကငိုယိုတောင်းချမ်းဟိုဟေ့ဒါနောက်ပြီးတော့ခုနကလိုမျိုးဟို screen ကိုလည်းဒီ screen time ပြည့်သွားလို့ကျမတို့ကတိမ့်မယ်ပေါ့နော်မကြည့်ရတော့ဘူးတော်ပြီဆိုလို့ရှိရင်ခလေးကအမှငိုယိုပြီးတော့ပြန်လူတာဘာညာဒါတွေပေါ့ဒါတွေဆို melt down ဖြစ်တယ်ခေါ်တာပေါ့နော်အဲ့တော့ဒီလိုမျိုးအခြေအနေကြုံရဒါတော်တော်များများရှိပါလိမ့်မယ်အဲ့တော့ဒါမျိုး melt down မဖြစ်ဖ ೇನೆ ပေါ့နော်ခလေးအဲ့လိုမတောင်းချမ်းမင်းနဲ့အရန်မကြည်ကြပဲနဲ့ကျမတို့ကဒီအခြေအနေကိုဘယ်လိုပြောင်းလဲမလဲပေါ့နော်အဲ့တော့အဓိကကျမတို့ထင်တာခလေးတွေကိုဒီမျိုးဖုန်းတွေပါတိတ်TV တွေပါပြတဲ့အခါမှာသူတို့အဲ့လိုအရန်ငိုတယ်တောင်းချမ်းနေဆိုလို့ရှိရင်ကျမတို့ကဘယ်လိုထင်လိုက်လဲဆိုတော့ခလေးကဖုန်းဆွဲနေပြီခလေးကဒီ screen ကိုအရန်ဆွဲနေပြီပြီးတော့ဟိုဒီသူတို့တနေရာကနေသူတို့အတင်းဆွဲခေါ်သွားတယ်လားတင်းဆွဲခေါ်လာတဲ့ဟာမျိုးပေါ့နော်ဒီကစားကွင်းကနေဆွဲခေါ်လာတဲ့ဟာမျိုးမှာဆိုလဲအရန်ငိုလို့ရှာခလေးကစိုးတယ်ပြီးတော့ကျမတို့ဒီသူကအယုတ်တစ်ခုခုကိုစော့နေတယ်ကျမတို့ကရေချိုးမယ်ထမင်းစားရမယ်စသဖြင့်မှာဒါကိုတင်လိုက်ပြီးတော့လာရေချိုးမယ်ဆိုလို့ရှိရင်ခလေးကငိုရင်ဟာစိုးတယ်ပေါ့ကျမတို့ကအဲ့လိုမျိုးအလွယ်တကူခလေးကိုဟိုတစိတ်ကတ်လိုက်ကြတယ်ပေါ့နော်မပြောလိုက်ကြတယ်ဒါပေမဲ့တကယ်တမ်းကတော့သူတို့ကဒီဟာတွေကိုဆွဲလန်းနေတာဒီလိုစိုးနေတာမဟုတ်ဘူးသူတို့ကဒီကျမတို့ဘယ်လိုခေါ်လဲအပြောင်းလဲကာလ transition time လို့ခေါ်တာပေါ့နော်ဒီအပြောင်းလဲကသူတို့အတွက်အဲ့လောက်မြန်လို့မရတာသူတို့ရဲ့အုံနောက်ရဲ့အဲ့အပိုင်းကမဖွင့်ပြသေးဘူးသူတို့ကအဲ့လောက်မမှတ်နိုင်ဘူးကျမတို့လူကြီးတွေလိုမျိုးလာသွားမယ်ဆိုလို့ရှိရင်ချက်ချင်းတခုခုပြောင်းလိုက်တာသူတို့ကိုခေါ်လိုက်ပဲဒါလေးကြည့်လိုက်အောင်ဒါလေးကြည့်လိုက်အောင်ဆိုလို့ရှိရင်ကျမတို့ကဟိုဘက်ကဟာကိုချက်ချင်းချပြီးတော့ဒီဘက်ကဟာကိုကြည့်လိုက်တယ်ဟဲဒါလေးကလှလိုက်တာဆိုပြီးဒီဘက်ကိုချက်ချင်း response ပေးတယ်အဲ့ဒါလူကြီးတွေအုံနောက်မှာပဲရတာပေါ့နော်ခလေးအုံနောက်မှာအဲ့လိုမရဘူးသူတို့ရဲ့ transition period ကနည်းနည်းကြာတယ်ကြာတော့သူတို့အစင်းသင်းမဖြစ်သေးတဲ့အချိန်မှာကျမတို့ကလှုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ကဒီအပြောင်းအလဲကိုသူတို့မခံနိုင်တာသူတို့ကစိုးတာလည်းမဟုတ်ဘူးပြီးတော့ခုနကပြောလို့ဒီအရန်ဆွဲလန်းပြီးတော့ဒီဖုန်းလို့ဟိုဟာတို့ဆွဲလန်းနေတဲ့ဟာမျိုးလဲမဟုတ်ဘူးပေါ့နော်ဒီတော်ရုံတန်ရုံဟို screen တိုင်းအကန့်အသတ်နဲ့ကလေးတွေဆိုလို့ရှိရင်အဲ့တော့ကျမတို့ကဒါကိုအဆင်ပြေအောင်ဘာလုပ်ကြမလဲဆိုတော့အဓိကကျမတို့အများကြီးပြောရဲဟိုကြိုပြီးတော့ပြောတဲ့ဒီ method ပေါ့နော်အဲ့ဒါတော့သူတို့3မိနစ်ပေးမလား5မိနစ်ပေးမလားတခါတည်းမလောက်ခင်မှာကျမတို့ကပြောထားပါ5မိနစ်ပြည့်ရင်ကျမတို့ရက်မယ်နောက်3မိနစ်နေရင်ရေချိုးရတော့မယ်နောက်5မိနစ်နေရင်မမေတို့ပြန်မယ်စသဖြင့်သူ့ကိုငကိုကဒီ alarming ပေါ့နော်အဲ့ဒါကိုကြိုအကြောင်းကြားထားပါပြီးတော့အဲ့တကယ်ပြည့်ပြီဆိုလို့ရှိရင်လည်းကျမတို့ကတကယ်လောက်ရမယ်တကယ်သွားရမယ်ဒါပေမဲ့သွားတဲ့အခါမှာကျမတို့ကလေအမြဲတမ်းscreen ဆိုလို့ရှိရင်လည်း9မိနစ်ပြည့်ပြီဆိုဘိုင်းကိုပိတ်လိုက်တယ်ပေါ့နော်ပြီးတော့သွားမယ်ဆိုလို့ရှိရင်မြန်လာသွားမယ်ဆိုပြီးတော့သူတို့ကတက်ကိုကတက်အဲ့လိုမျိုးသူတို့ကိုအဲ့လိုတုံးတစ်ခုနဲ့လမ်းអော်ပြီးတော့အဲ့လိုပြောလိုက်တဲ့ဟာမျိုးပေါ့နော်အဲ့ဟာမျိုးအခြေအနေတွေဆိုလို့ရှိရင်ကလေးတွေကဒါကိုလိုက်မလုပ်နိုင်ဘူးအဲ့တော့ကျမတို့ကတကယ်အဲ့လိုမျိုးအချိန်ပြည့်လို့သွားတော့မယ်ဒီ screen ပိတ်တော့မယ်ဒီအယုတ်သိမ်းတော့မယ်စသဖြင့်ဒါမျိုးတွေဆိုရင်လည်းကျမတို့ကသူတို့အနားကိုသွားပါသူတို့ရဲ့ eye level ကျမအမြင်နဲ့ပြောတယ်ကလေးတွေနဲ့စကားပြောရင် eye level မှာပြောပါအဲ့ဒါတော့မှသူတို့ကိုဒါပြောရမယ်ဆိုသူတို့ respect ထားပြီးတော့သူတို့ကို attention ပေးသူတို့ကျတော့ respect ဆိုတာသူတို့ attention ပေါ့နော် attention ပေးပြီးတော့ပြောတယ်သူတို့ကိုဒါတောင်းဆိုတယ်ဆိုတဲ့ဟာမျိုးသူတို့ကတိလာပြီးတော့သူတို့အဲ့ဒါကို like လုပ်တာပေါ့နော်အဲ့တော့ကျမတို့ကဒီလိုပြော eye level မှာထိုင်ပြီးတော့တေချာပြောပြီးတော့မမေပြောထားတယ်9မိနစ်ပြည့်ပြီအဲ့တော့မမေအခုပိတ်မယ်သမီးကိုဒါပြောထားပြီးသားအဲ့တော့မမေအခုပိတ်ပြီเนาะစသဖြင့်ပေါ့เนาะမသွားမယ်ဆိုရင်လည်းအခုမမေတို့ကသွားတော့မယ်သူလက်လေးကင်ပြီးတော့ပဲဖြစ်ဖြစ်ပခုံးလေးဖတ်ပြီးတော့ပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးဟိုချော့ပြီးပြောပြီးတော့မှကျမတို့ကပိတ်မယ်ပေါ့နော်ဖုန်းတို့ TV တို့ဆိုလဲပိတ်မယ်ပြီးရင်ဒီ playground ကနေဆိုတော့ကျမတို့သွားတယ်ရုပ်တွေပါဆိုလဲတိမ့်ပြီးတော့ရေချိုးဖို့ပြင်တယ်ဒါမျိုးတွေပေါ့အဲ့တော့အဲ့လိုအချိန်မှာရောသူတို့မချောင်းမဖြစ်ဘူးလားမငိုဘူးလားမငြင်းဘူးလားဆိုတော့မဟုတ်ဘူးငိုတယ်တခါတလေငိုတယ်တခါတလေလည်းမငိုဘူးအဲ့တော့မငိုဘူးဆိုရင်ဒါကကျမတို့အောင်မြင်တယ်ပေါ့ဒါပေမဲ့ငိုတဲ့ခါကျရင်လည်းကျမတို့က
ဟိုလောက်ကြီးမစိုးဘူးဆိုတာသတိထားမိလိမ့်မယ်ရုပ်တရက်လောက်လိုက်တဲ့ဟာလောက်ကိုသူတို့မစိုးဘူးဒါပေမဲ့အဲ့လိုမျိုးငွေရင်ကြရင်လည်းကျမတို့ကပြန်ပေးတာတို့ပြန်လောက်တာတို့ပြန်လျှော်ပေးတာတို့မလုပ်ရဘူးပေါ့နော်ပြန်ဖွင့်ပေးလိုက်တာတော့ပြီးတော့အဲ့ဆိုလည်းရေမချိုးနဲ့ဆက်ဆော့ဆိုပြီးလုပ်လိုက်တာမျိုးတို့ playground နဲ့လည်းမပြန်မဲလုပ်လိုက်တာမျိုးတို့ဒါမျိုးတွေတော့လုပ်လို့မရဘူးကျမတို့ဒီသူတို့ rule က rule ဆိုတာသိရမှာဖြစ်တဲ့အတွက်ကြောင့်မို့တခါတည်းအဲ့ဒီနေရာမှာပဲတခါတည်းသူတို့ကိုပတ်ဝန်းကျင်ကိုရန်ပြီးမဆိုင်ပါနဲ့သူတို့ကိုပဲအာယုံထားပြီးတော့တခါတည်းချော့တယ်ဆိုတဲ့နေရာမှာအပြောကတော့ကျမတို့ကချော့တာပဲပေါ့ဒါပေမဲ့တကယ်ကတော့ဆွေးနွေးတာဒီသူတို့နဲ့ discuss လုပ်တာသူနဲ့ communicate လုပ်တယ်လို့ခေါ်တာပေါ့နော်ဆက်သွယ်ပါပေါ့နော်ဟိုကြိုပြောပြီးသားဆိုတဲ့အကြောင်းပြီးတော့နောက်တစ်ခါမှဘလို့လာမယ်ဆိုတဲ့အကြောင်းဟိုပြီးရင်နောက်နေကြလို့ရှိရင်ထားလိုက်ပါ screen time ဆိုလဲနောက်နေကြရင်ကျမတို့ဘယ်ချိန်မှပြန်ဖွင့်ပေးမယ်အဲ့ချိန်ကျရင်လည်း15မိနစ်ထပ်ကြည့်ရမယ်အခုကစက်ကြည့်ချင်တာကိုသိတယ်ဒါပေမဲ့ဒါကတော့ပြောပြီးသားဟာနောက်ပြီးဒါဒီတနေ့ကိုဒီလောက်ပဲလုပ်ရမယ်ဆိုတာဒါဒီလေလုပ်ပြီးသားပေါ့နော်သူတို့နေပြောထားပြီးသားဟာဆိုတာလေးကိုနားဝင်အောင်လုပ်ပြီးတော့တခါတည်းချော့ပေါ့နော်ဆိုတော့ဒီလိုနီးလန်းလေးတွေသုံးပေးပါ toddler တွေ preschooler တွေနဲ့ဆက်သွယ်တဲ့နေရာမှာကျမတို့ကစကားများများပြောရပါတယ်သူတို့ကိုအကြောင်းကြားရပါတယ်ကြိုလဲပြောရပါတယ်ပြီးတော့စီကံကလည်းကျမတို့ consistent ပေါ့နော်တက်မှတ်တဲထားပြီးတော့ဟိုနေတိုင်းဒီဒါကိုလေ့ကျင့်ပေးရပါတယ်ဟိုအခုတစ်မျိုးတော့ကြတစ်မျိုးပြီးတော့ဒီတယောက်ကတစ်မျိုးနောက်တစ်ယောက်ကတစ်မျိုးပြောတာမျိုးတွေလည်းမလုပ်ပါဘူးပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကရှေ့ဘက်မှာဆိုတော့ကျမဒီမှာပဲရပ်လိုက်ပါမယ်မိဘတွေအတွက်လည်းအများကြီးထောက်ကူပြုမယ်လို့ကျမယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်